ဒီနေ့ပိုင်းမှာခူရိုနိုကစိန်ကုန်မှုတစ်ခုကိုလုပ်ပေးနေပြီး12မှရန်နေ့ညနေ9နာရီထိသူ့ကိုနိုင်အောင်တိုက်ခိုက်နိုင်တဲ့ဒဏ္ဍာရီလာစမားနဲ့ရရှိမယ်လို့ကြေညာနေပါတယ်။စိတ်ပူနေရဲ့ပေါ်ပြီးကိုခူရိုတိုကသူ့မှာခူရိုနိုကိုနိုင်ယူနိုင်မဲ့ဂတ်ဆက်ရှိနေပြီလို့ပြောနေပြီးအားလုံးကဟီးရိုးတိတ်ချင်တဲ့စိတ်နဲ့တည်သွားတဲ့သူတွေကိုပြန်ခဲ့ခြင်းရဲ့စိတ်ကြောင့်ဂိမ်းကိုအလူရက်မှားနေကြပါတယ်။အလုံးနဲ့အဲမှုတို့ကမာဆာမာနဲ့စိန်ခေါ်တဲ့နေရာကိုရောက်လာကြ။ဟီးရိုးကိုမာဆာမာနဲ့ကအဲမှုတို့ကို level 100ဂတ်ဆက်ကိုသုံးပြီးတိုက်ခိုက်ခိုင်းပါတယ်။ဒီကက်ဆက်မှာသူရဲ့ကောင်းတဲ့မိစားဖိနှညိုးဆောင်တဲ့ဆွမ်းသားတွေကရရှိထားပြီးရဲတိုက်ထရမင်းသမီးကိုကြေရတဲ့ဂိမ်းဖြစ်ပါတယ်။ကက်ဆက်ကိုဟီးရိုသုံးတော့တွေ့ဝင်နေတဲ့စိတ်ကြောင့်သုံးမရဖြစ်နေပါတယ်။တိုက်ခိုက်ဖို့အတွက်ခီးရီရလည်းရောက်လာပြီးတိုက်ကလည်းအဲမှုကိုခူရိုနိုကိုသာတိုက်ခိုက်ဖို့နဲ့ကျန်တာသူတို့ဘက်ကကြီးထုတ်လိုက်မယ်ပြောပါတယ်။အလုံးနဲ့ခူရိုနိုတို့ကတိုက်ခိုက်ဖို့အသွင်ကြောင်းလိုက်ကြပြီးကိုစီစတင်တိုက်ခိုက်ကြပါတယ်။ခူရိုနိုကအချင်းကိုရက်ဖို့လို့တော့အဲမှုကဟိုက်ပါမန်တကီကက်ဆက်ကိုသုံးနေပေမဲ့ပြန်ကော့ထွက်နေပါတယ်။ပြန်ကန်ထွက်လာတဲ့ဂတ်ဆက်ကိုခူရိုတိုကသုံးလိုက်တော့သူခဏကရွှေအောင်တောက်လာပါတယ်။အလုံးနဲ့ခူရိုနိုကအချိန်ရက်လိုက်ပြီးကန်ရုတ်တရက်လှုပ်လာလို့ခူရိုနိုနဲ့အန်အောသွားကခူရိုတိုကအချိန်ရက်စားလိုက်လို့အကုန်လုံးကလှုပ်ရှားလို့ရသွားပါတယ်။မင်းရဲ့အချိန်ရက်တာအသုံးမဝင်တော့ဘူးလို့ပြောနေတဲ့ကန်ရဲ့ခဏကအရင်လိုပြန်ဖြစ်သွားတာအချိန်ရက်တဲ့ချိန်မှာလှုပ်ရှားနိုင်စွမ်းကလည်းပြောက်သွားပြီ။ခူရိုနိုကဂတ်ဆက်ကိုယူသွားတာကြောင့်ဂတ်ဆက်ပြောက်သွားလို့ကန်ကပောက်ကွဲနေပါတယ်။အဲ့တော့ဒါတွေအားလုံးကမသုံးနိုင်ခဲ့တဲ့အဲမှုရဲ့အဖြစ်တွေလို့ပြောနေပြီအကြောင်းရင်းကတော့ပါတာတိုကို rebuild ကလုပ်လိုက်လို့အဲမှုရဲ့ဂညောကပျောက်သွားလို့ဖြစ်ပါတယ်မာဆာမာနဲ့ကဟီရိုမင်းသမီးလေးကိုကဲကိုတာတဲ့ legacy ဂတ်ဆက်ကိုသုံးနိုင်အောင်စိတ်ပန်းဖြတ်ထားဖို့ပြောပါတယ်မာဆာမာနဲ့ကစိန်ခေါ်သူတွေအကုန်လုံးကိုဂေအိုဘာထိအောင်လုံးမှဖြစ်ပြီးသူတို့စီကအသက်တွေနဲ့နောက်ထပ်ပလီယာတွေကိုညှားခုံမှဖြစ်ပါတယ်ခီရီယာကိုလည်းမာဆာမာနဲ့ကလောကပေးနေပြီးအိတ်စစ်ကိုနိုင်ယူနိုင်ဒီဂတ်ဆက်ကိုယူလို့ရလာလို့ခီရီယာမေးပါတယ်အဲ့ဒါကမင်းပုံမှန်မူတည်ရလို့မာဆာမာနဲ့ရပြောနေပြီပိုပီကိုလို့ရောက်လာတဲ့ပါရာတိုအဲမှုကခူရိုနိုကိုနိုင်နေမယ်နီလဲကိုကြောက်ရပေးမယ်လို့ပြောနေပြီမင်းကဘာဖိုက်စာတွေကိုဝင်နေမယ်ဆိုရင်ငါကလူညိုခူရိုနိုရဲ့ဘာဖိုက်စာတွေကိုထည့်ပေးမယ်ပါရာတိုလည်းဒီအကျန်းမစိုးဘူးဆိုပြီးလက်ခံလိုက်ရင်ခူရိုနိုကိုနိုင်ယူပြီးမင်းနဲ့ကဘောက်ချတဲ့ရှင်းမယ်လို့ပြောပါတယ်အလုံးနဲ့စိတ်ကောမှုစတင်မဲ့ချိန်ကိုရောက်လာပြီဖတီးတဲ့ကောင်ရိုက်တာချိတ်ကိုကြောင်ပြီးခူရိုနိုကိုတိုက်ခိုက်ဖို့လုပ်နေရကြောင်းအဲမှုကမလုပ်ဖို့တားပါတယ်ထိုနှစ်ယောက်လေးစားလည်းရောက်လာကြကြောင်းအဲမှုကအသွင်ကြောင်ပြီးနှစ်ယောက်တိုက်ခိုက်ကြပါတယ်တိုက်ခိုက်ကြတော့အဲမှုကပဲခံနေရပြီလေးစားရဲ့ဆုံးသက်တိုက်ခွဲကြောင်းအဲမှုကလူပုံကိုကြင်ကြောင်သွားပါတယ်ပြောထားတဲ့အတိုင်းအဲမှုကိုနိုင်ယူပြီးပြီဖြစ်လို့ဂတ်ဆက်ကိုခူရိုနိုကပေးလိုက်ပြီအဲမှုကလည်းဘတ်ဖိုက်စာရဲ့ပါတော့မင်းနဲ့ကပေါင်းရင်ဘယ်သူမှအနိုင်ယူလို့မရဘူးလို့ပြောနေပြီသူကိုယ်စုဘတ်ဖိုက်စာနဲ့ပြန်ထိုးလိုက်ပြီဂိမ်းရုပ်ကပြန်ရအောင်လုပ်လိုက်ပါတယ်အားဒါကြောင့်ဂိမ်းမှာအန်ရစွမ်းရည်တွေကပြန်ပေါ်လာပြီအဲမှုလည်းအသွင်တောင်းကခူရိုနိုကိုတိုက်ခိုက်ဖို့သွားနေပြီအချိန်ရဲတော့မဲ့ခူရိုနိုကိုခီရီယာကတားလိုက်ပြီဂတ်ဆက်ကိုအဲမှုကိုပြေးပေးလိုက်ပြီမယ်သူကတော့တိုက်ခိုက်ခံရပြီးအသွင်ကြမ်းကြောင်းသွားပါတယ်အဲမှုနဲ့လေးစားအစာကလေးကဟန်ဆောင်နေရလို့ပြောနေပြီအရင်ကသူပြောခဲ့တာသူလိန်ထားတဲ့တိုင်ဆက်လုပ်ပေးပါလို့ပြောခဲ့တာဖြစ်လို့သူကအရှုံးခံခဲ့ရလို့ပြောပါတယ်အဲမှုလည်းဟိုက်ပါမန်တာကီဂတ်ဆက်ကိုတောင်းနေပြီခူရိုနိုကအချင်းကိုရက်လိုက်ပြီဂတ်ဆက်ကအသက်ဝင်သွားတာကြောင့်အဲမှုက level 100ပို့ဆောင်ကြောင်းသွားပါတယ်အဲမှုလည်းခူရိုနိုကိုတိုက်ခိုက်နေပြီဆက်ဆက်ကတ်မဲ့လုံနိုင်တယ်လို့ထင်နေတဲ့ခူရိုနိုကအဲမှုကဆက်ဆက်ကတ်တဲ့ပို့ပြီးလုံနိုင်တယ်လို့အံ့ဩနေခိုင်းအဲမှုလည်းသူ့အစွမ်းကအနိုင်မဲ့လို့ပြောပြီးထိုးလိုက်ပါတယ်အလုံးနဲ့အချိန်ရက်တာပြန်ပြန်သွားပြီအဲမှုကဂတ်ဆက်ကိုတုံးနိုင်သွားလို့အလုံးကအံ့ဩနေပါတယ်အဲမှုလည်းအဆုံးသက်တိုက်ကွက်ကိုတုံးနေပြီခူရိုနိုကိုကန်လိုက်ပေမဲ့ဘာမှမဖြစ်သေးလို့ခူရိုနိုလည်းအလောက်ကတော့ငါဘာမှမဖြစ်ဘူးလို့ပြောနေတော့စကားမစိုးခင်မှာစောနာအကန်ချက်တွေကထိလာပြီမနိုင်မှန်းသိလို့ခူရိုနိုကထွက်ပြေးသွားပါတယ်အဲမှုကိုရီးယားနေထွက်လာတဲ့ပါရာတို့လည်းတင်စားခံလျက်လို့မချိနိုင်တဲ့ပုံစံနဲ့ထွက်သွားပါတယ်အလုံးနဲ့ခီရီယာဆီယာဌာနကိုပြင်ရောက်လာပြီးနီကိုနဲ့တိုက်ကအတူကလွန်းနေရကြမင်းတို့ကဘာလဲလို့မေးပါတယ်ခီရီယာမာသာမာနဲစီမှာကတ်နေရတဲ့အကြောင်းရင်းတည်သွားတဲ့သူတွေရဲ့ data ပါတဲ့ကတ်ဆက်တွေကိုပြင်ယူနိုင်မှုဖြစ်ပါတယ်ခီရီယာနဲ့ခူရိုတို့လည်းအရင်ကသူတို့ရဲ့ရံမွဲတွေကိုခဏမေ့ထားဖို့လက်ခံလိုက်ကြပြီမာဆာမာနဲ့ကတည်သွားတဲ့သူတွေရဲ့ data တွေကိုစီးပွားထိပြန်သုံးမှလို့ရှင်းပြနေပါတယ်ကဘာတော့ဆုံစီယာခွေထိအောင်လုပ်ဖို့ပြောနေတာကိုနားထောင်နေတဲ့ဟီရိုမာဆာမာနဲ့က level 100ကတ်ဆက်ကိုတုံးပြီးအိတ်စစ်ကိုအញ្ញံရှင်းခိုင်းနေပါတယ်မာဆာမာနဲ့ကစာကီရဲ့အသက်နဲ့ပါချင်းချောင်းနေပေမဲ့ဟီရိုကတော့သူ့အစီအဝင်ဖြစ်လို့လူအသက်တွေကိုယူလို့မရဘူးပြောပါတယ်အားဒါကြောင့်အေးစီရဲ့အတွက်ညောင်းလို့မရအောင်ပါရာတိုကိုရှင်းခိုင်းနေပြီစာကီကိုလည်းဘတ်ဖိုက်ဆိုင်နဲ့ပြန်ထည့်လိုက်တာဟီရိုကိုအကြက်ကင်နေပါတယ်ဗရာသားတို့ VPN နဲ့ကြီးမှပတ်ဆိုင်ရတာလို့ကျွန်တော်ဝင်ဝင်ရအောင် US location ရတဲ့ဘယ် VPN နဲ့မဆိုကြော်ညာလေးတွေပြီးအောင်နေကြည့်ပေးကြပါဦးစီယာဌာနကိုလည်းလူနာတယောက်ကကြောင်းနေပြီထို့သူကခါကားမီဒီယိုတရလို့စာကီရဲ့ face ဆိုတော့အဲမှုကတည်သွားပါတယ်သူကလည်းဟီရိုလိုပဲစာကီကိုအသက်ပြန်ရှည်စီနေတာကြောင့်ကာမရီနာခိုနေရဲ့ဂိမ်းကိုစုံနေရဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကအကြောင်းတွေကိုပြန်တွေးမိစိတ်တို့သွားတဲ့တိုက်ကနီကိုရဲ့ခဲချောင်းကိုချိုးမိသွားလို့ခေါင်းကိုရိုက်ခံလိုက်ရပြီသူကပဲပြန်တောင်းပန်နေရပါတယ်ခိုင်တန်ဆိုတဲ့ပတ်စတာကလည်းသူ့ကိုစိန်ခုံမဲ့သူကိုစောင့်နေပြီခိုင်တန်ကိုဓာတ်ပုံရိုက်နေတဲ့လူတွေကိုအဲမိုးကမရိုက်ဖို့တားနေတိုက်ခိုက်ဖို့ရောက်လာပါတယ်အဲမိုးစီကိုလည်းပါရာတိုကသူနဲ့ဆေးရှင်းအောင်လို့ပြောပြီးရောက်လာကတိုက်ခိုက်ချင်နေတဲ့ခိုင်တန်ကိုငြင်းနေဖို့ပြောတာကြောင့်ကိုကောင်လည်းပြန်ထိုင်ရမှလို့ဖြစ်နေပါတယ်အဲ့ဒီချိန်မှာဟီရိုကထပ်ရောက်လာပြီပါရာတိုကိုမာဆာမာနဲ့မိတ်နဲ့မင်းကိုရှင်းရလိုက်မယ်လို့ပြောနေပြီ level 100ကတ်ဆက်ကိုနှိတ်ကအသွင်ညောင်းလိုက်ပါတယ် level 100ဟီရိုနဲ့ပါရာတိုတို့ကတိုက်ခိုက်နေလို့အဲမှုကခိုင်တန်ကိုတိုက်ခိုက်ဖို့အသွင်ညောင်းလိုက်ပါတယ်အိတ်စီရဲ့ဆိုတာခိုင်တန်ရဲ့ဓာတ်ချက်တွေကိုရှောင်နေသွားလို့သူ့ကိုယ်သူမယုံနိုင်ဖြစ်နေပါတယ်ပါရာတိုနဲ့ပရိတိုက်ခိုက်နေတဲ့နေရာကိုသွားဖို့လုပ်နေတဲ့နီကိုတိုက်ကမသွားဖို့တားနေပြီအကုန်လုံးကအရေးထန်တိုက်ခိုက်နေကြပါတယ်
အိတ်စီးကလည်းခိုင်တန်းကိုအဆုံးသတ်တိုက်ခွင့်နဲ့ခုတ်လိုက်ပြီးထုံးစံတိုင်းခုတ်ချက်တွေကနောက်မှပေါ်လာတာဖြစ်လို့ခိုင်တန်းကစပါတိုက်ခိုင်ရပြီးရှုံးသွားပါတယ်ဘရီနဲ့ပါရာတို့ကလည်းအဆုံးသတ်တိုက်ခွဲကိုရှင်းသုံးနေကြပြီဒီတစ်ခါမှတော့ level 9နဲ့ပါရာတို့ကရှုံးလာပါတယ်အဆုံးသတ်ဖို့လုံနေတဲ့ဟီရိုနီကိုကသူအဆုံးသတ်မှလို့ပြောနေပြီ၃ယောက်သမားကစကားများနေလို့ပါရာတို့ကနာမည်ချင်းတော့ထွက်သွားပါတယ်တိုင်ကလည်းဒါကဘရီရဲ့တိုက်ပွဲလို့ပြောနေပြီအမိုးကထွက်သွားတော့မဲ့ဟီရိုတနေ့မှစီယာဌာနကိုပြန်လာမယ်ဆိုတော့သူယုံကြည်ရလို့ပြောပါတယ်ယောဂတောင်သွားလို့စာကီရဲ့ဖေရကျေးဇူးတင်နေပြီခါကားမိကိုဖြီးလို့ပြောပေးပါစာကီတည်သွားတဲ့နေ့တိုင်းသူ့စီကိုရောက်လာနေရကြောင်းစာကီတည်သွားကလည်း9နှစ်ရှိပြီဆိုတော့ကိုပတာဘဝကိုရှင်သန်ပါလို့ပြောပေးပါအဲမို့လေဟီရိုရဲ့နှလုံးသားထဲမှာစာကီရဲ့အမတ်တရားတွေကရှိနေသေးရကြောင်းစပီတိုက်ခိုက်နေရပါလို့ပြောနေပါတယ်ခါကားမိကိုကော်ဖီပေးဖို့လုပ်နေရဲ့အဲမို့လေဂိမ်းထဲကထွက်လာတဲ့2ယောက်ကြောင့်ကော်ဖီတွေမှောက်ကုန်ပါတယ်ပေါ်ပီတို့ကတည်သွားတဲ့သူတွေကိုဘတ်စတာတစ်တန်ခေါ်လို့ရလားဆိုတော့စမ်းကြည့်နေကြတာထင်ပြီးဒေတာတွေကိုတောက်ကတ်ထားတာထင်လို့ဘာမှလုံးမရဘူးလို့ပြောနေပြီခူရိုတိုကလည်းမာဆာမာနဲ့ချိုသီးတို့လှုပ်ထားတာထင်မယ်သူ့ရဲ့မာစတာကတ်ဆက်နဲ့မှာတည်သွားတဲ့သူတွေကိုတန်ခေါ်လို့ရမှဖြစ်တဲ့အကြောင်းရှင်းရပါတယ်အထည်သေးပြီဖြစ်လို့အမှုတို့ကမာဆာမာနဲ့ရဲ့မာစတာကတ်ဆက်ကိုတွားယူနေကြပါတယ်ဟီရိုက level 100ဖြစ်သွားလို့ graphite တို့ကဟီရိုကိုအရင်ဆုံးရှင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဟီရိုကတော့လွန်ခဲ့တဲ့9နှစ်ကစာကီနဲ့တူရှိခဲ့တဲ့နေရာမှာထိုင်နေပြီသူကောင်းထဲမှာလည်းစာကီကျောင်းနေရပြန်ပေါ်လာပါတယ်တချင်ရသူ့ကိုဂရုစိုက်တဲ့စာကီကိုအလေးမထားမိလို့ဟီရိုကလမ်းချိတ်ချိတ်မှာတော့နောင်သားတွေရနေပြီသူ့စီကိုလည်း graphite နဲ့ပါရာတို့ကရောက်လာပါတယ်ဟီရိုလည်းတိုက်ခိုက်ဖို့ဂတ်ဆက်ကိုနှိမ့်လာပြီးမာစတာဂတ်ဆက်ကိုလာယူနေတဲ့အမှုတို့ကလည်းမာဆာမာနဲ့တိုက်ခိုက်ဖို့ပြင်နေပါတယ်နှစ်ယောက်တယောက်နဲ့တိုက်ခိုက်နေတဲ့ဟီရိုစီကိုတိုက်ကားရောက်လာပြီး graphite ကိုသူနဲ့တိုက်ခိုက်ဖို့ဆင်ခေါ်ပါတယ်တစ်ဖက်မှာလည်းအမှုတို့၃ယောက်ကခရိုနိုကိုတိုက်ခိုက်နေကြပြီးအချိန်ရက်လိုက်လို့လေးစားလေးပေါ်မှာရက်နေပြီးအိတ်စိတ်ကလည်းအချိန်ပြန်စားအောင်လုပ်ပေးလိုက်တာကြောင့်ခရိုနိုကိုအပီတွင်နေကြပါတယ်ခရိုနိုလည်းမကြခင်မှာဟီရိုကပါရာတိုကိုတက်လိုက်တော့မှဖြစ်လို့အိတ်စိတ်ကအသွင်ထန်ကြောင်းလို့ရမှမဟုတ်တော့ဘူးပြောနေပါတယ်တိုင်ကားက graphite ကိုမနိုင်လို့ဘရီကသူပဲတိုက်မယ်လို့ပြောနေပေမဲ့တိုင်ကာကတော့မင်းရဲ့ကောက်မှလေးကိုကဲဖို့ပါရာတိုကိုတိုက်ခိုက်ပါလို့ပြောပါတယ်ပါရာတိုသာတည်သွားရင်အဲမို့ကအသွင်ကြောင်းလို့ရမှာမို့လို့ခီရီကပါရာတိုစီကိုသွားဖို့ပြောပါတယ်တိုင်ကာလည်း graphite ရဲ့အဆုံးသတ်တိုက်ခွက်ကြောင့်လူပုံစံကိုပြန်ညောင်းသွားပြီးဒါပေမဲ့အဆုံးရိပ်တိုက်ခိုက်မယ်လို့ဆုံးဖြတ်ကြတဲ့တိုင်ကာ graphite ကိုဆက်ပြီးတိုက်ခိုက်နေပါတယ်အဲဒါကြောင့် graphite လည်းမှတ်သွားအောင်လက်သီးတစ်ချက်ကျွေးလိုက်ပြီးတိုင်ကာလည်းတမိုင်နောက်တက်သွားပါတယ်တိုက်ကလည်းတကူလုံးဆုံးဖြတ်တတ်နေပြီဗဇက်ကနေပါသွေးတွေထွက်လာနေလို့ဟီရိုကပါရာတိုတို့ကိုဆုံးသက်တိုက်ခွင့်နဲ့တိုက်ခိုက်ပြီးအသွင်ညံ့ညောင်းပေးလိုက်ပါတယ်မနိုင်မသေးရဲ့နှစ်ကောင်လက်ထွက်ပြေးသွားကြပြီဟီရိုကတိုက်ကားကိုကူညီခြင်းပဲမာဆာမာနဲ့ကြောင့်ကူညီလို့မရဖြစ်နေပါတယ်တိုက်ကရင်မက်တစ်ခုလုံးချင်းနေပြီတွတ်ထွက်များနေလို့ပေါ်ပီရဲ့ဆေးရုံကောက်ကိုခေါ်နေတာတိုက်ကကတော့သူ့ရဲ့နောက်ဆုံးချိန်ထိ graphite ကိုမနိုင်ငယ်ဘူးလို့ပြောရင်တတိမိသွားပါတယ်တိုက်ကကိုရပ်ပြီးမကြည့်နိုင်တော့တဲ့ဟီရိုကလက်ထပ်သွားရင်ဒီပိုင်းလေးကတော့ဒီနေရာမှာနေပြီးဆုံးသွားပါတယ်နောက်ပိုင်းမှာတော့ဟီရိုကတိုက်ကရဲ့တက်နဲ့စာကီကိုဘယ်သူ့ကိုရွေးချယ်မလဲဆိုတော့သိရတော့မှဖြစ်ပါတယ်အဆုံးလေးကျေးဇူးတဝီချင်းကိုကျေးဇူးတင်ပါတယ်